မင်္ဂလာပါ SMS ကမှကြိုဆိုပါကျွန်တော် SMS ကဦးစီသူမျိုးဖြစ်ပါဒီနေ့မှာတော့ကျွန်တော်ဒီ Twitter လေးတချို့ရောက်ထားတဲ့ထဲရပါတော့ဒီကျွန်တော်ရန်ကုန်လမ်းမတော်မြို့နယ်ကကျွန်တော်ကြီးက pre-order နဲ့ကိုယူနိုင်မှာထားတဲ့ဒီ Twitter Max လေးကိုကျွန်တော်စင်နေနေပေါ့နော်ဒါပစ္စည်းစစ်နေနေစင်ထားတယ်ပေါ့နော်အဲ့တော့ဒီဘိန်းလေးကိုကျွန်တော်ပုံစံလေးနည်းနည်းပြပြအောင်နော်ဒါကိုယူနိုင်ကဒါကျွန်တော် Soran GH နဲ့မှာထားတာဖြစ်ပါတယ်အဲ့တော့ Twitter Max holographic နဲ့ဒီ silver အနေနဲ့ဆက်ထားတဲ့အရာပေါ့နော်ကြည့်ရကောင်လေးက Twitter Max ပေါ့နော် Twitter Max ကျွန်တော် carbon frame ဒါကျွန်တော်အောက်က holographic နဲ့သူကအပေါ် silver လေးနဲ့ဆက်ထားပါတော့တူတုံးပုံစံမျိုးဖြစ်တယ်နောက်ဒါမှာဒါ Soran GH နဲ့ပေါ့နော် gear ရ Soran GH ပတ်လည်းဖြစ်မယ်carbon half possible carbon အောင်လည်းဖြစ်တယ်ပေါ့နော် tire ရ Innova tire ဖြစ်တယ်နောက် brake တွေကအစား Soran level နောက် Soran level နဲ့ပေါ့နော် USC brake တွေနောက်ဒီ stamp နေကျွန်တော်တို့ဒီဝါရရလဲလက်ကင်နေရလဲကာဗွန်နေဖြစ်သွားပြီပေါ့နော်ဒါ foul lock ပါမယ်ပြီးတော့လည်းရှင်းဒီမှာ Twitter air foul boost ပေါ့နော် boost air foul မြင်ရမှာဖြစ်ပါတယ်ရှေ့ hub ကလည်းကာဗွန် hub ကျွန်တော်ကာဗွန် on နေဖြစ်တယ်နော်ဒါတော့ကျွန်တော် customer ကိုယူနိုင်မှာထားတယ် Twitter Max လေးဖြစ်ပါဗျာဟုတ်ကိုယူနိုင်လည်းကျေးဇူးများတင်ပါတယ်